လူတိုင်းဟာမိမိတို့ရဲ့နေ့စဉ်ဘဝမှာစီးပွားလာဗလာတွေဒီရေအလားတိုးပွားခြင်းကြသလိုမိသားစုအိမ်ကေဟာလေးမှာလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံခြင်းကြတာဓမ္မတာပါပဲဒါပေမဲ့မိမိတို့အိမ်မှာစိုက်ပျိုးထားတဲ့အပင်လေးတွေကအိမ်တွင်းကန်စရာကိုမြင့်တင်ပေးနိုင်ပြီးလာဗလာတွေကိုဆွဲဆောင်ပေးနိုင်တယ်ဆိုတာကိုတင်တတိထားမိဘူးပါသလားအပင်အချို့ဟာစိမ့်လန်းဆိုပြီးတဲ့အလှအပကိုပေးစွမ်းယုံတင်မကပဲအိမ်တွင်းကစွမ်းအင်မကောင်းတာတွေကိုဖယ်ရှားပြီးစီးစိမ်ဥစ္စာကိုတိုးပွားစေတဲ့မင်္ဂလာကြက်တည်တွေကိုစောင့်ချင်းပေးတတ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Wisdom of Buddha Channel အစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အိမ်တိုင်းမှာမဖြစ်မနေစိုက်ပျိုးထားသင့်ပြီးစိုက်ထားယုံနဲ့ Love ရွှင်စီးစိမ်တိုးစေမဲ့မင်္ဂလာအပင်ကြီး၅မျိုးအကြောင်းကိုစိတ်ဝင်စားဖွယ်မျှဝေပေးသွားမှာဖြစ်ပါတယ်ဗုဒ္ဓဘာသာတရားတော်များအားလည်းစိမ့်လန်းတဲ့တဘာဝအပင်တွေကိုမြင်တွေ့အားခြင်းဟာစိတ်ကိုတည်ငြိမ်စေပြီးကိုယ့်ဘို့စိတ်ကိုတိုးပွားစေပါတယ်မိမိအိမ်မှာကြက်တရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီးစီးပွားလာဗလာတွေပွင့်လန်းလာစေဖို့ဘလို့အပင်မျိုးတွေကိုရွေးချယ်စိုက်ပျိုးရမလဲဆိုတာအခုပဲဆက်လက်နားဆင်ကြည့်ကြရအောင်ပါပထမဆုံးအနေနဲ့အိမ်တိုင်းမှာမဖြစ်မနေစိုက်ပျိုးထားတဲ့အပင်ကတော့မနီ plant လူသိများတဲ့ငွေမော်ကွန်ပင်တို့မဟုတ်လက်ခေါ်နွယ်ပင်ဖြစ်ပါတယ်ဒီအပင်ဟာကဘာတဝမ်းမှာတင်မကပဲကျွန်တော်တို့မြန်မာနိုင်ငံမှာပါအလွန်ခေတ်စားပြီးလက်ရွှင်စေတဲ့အပင်အဖြစ်သတ်မှတ်ထားကြပါတယ်အပင်ရဲ့အရည်ပုံစံဟာဝိုင်းဝိုင်းလေးနဲ့ဒင်ကားပြားပုံစံရှိတာကြောင့်ငွေကြေးတနာတွေကိုဆွဲဆောင်နိုင်တယ်လို့အယူရှိကြလာပါဒါအပြင်ဒီအပင်ဟာစိုက်ပျိုးရတာအလွန်လွယ်ကူပြီးရေနဲ့ပဲစိုက်မြေကြီးနဲ့ပဲစိုက်ရှင်းတန်းလွယ်တဲ့တဘာဝရှိပါတယ်ဗုဒ္ဓဘာသာအဆုံးအမနဲ့ရင်းမယ်ဆိုရင်တော့ဒီအပင်လက်လင်းမြန်းစွာရှင်သန်ကြီးထွားမှုဟာမိမိတို့ရဲ့စ조사အားထုတ်မှုကြောင့်ရရှိလာမဲ့စီးပွားဥစ္စာတိုးတက်မှုကိုပုံဆောင်ပါတယ်ဒီအပင်လေးကိုအိမ်ရဲ့ဧကန်သို့မဟုတ်စီးပွားရေးလုပ်ကိုင်တဲ့နေရာတွေမှာထားရှိပေးခြင်းဖြင့်စိတ်ကိုကြည်လင်စေပြီးစွမ်းအံကောင်းတွေကိုရရှိစေနိုင်ပါတယ်ဒုတိယမြောက်အနေနဲ့အိမ်မှာမဖြစ်မနေစိုက်ပျိုးထားတဲ့အပင်ကတော့ဂမုံပင်မျိုးနဲ့အများဖြစ်ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အယူအဆမှာဂမုံပင်တွေဟာအိမ်တွင်းကိုလက်လာပါတွေတဖွဲဖွဲဝင်ရောက်လာအောင်ဆွဲဆောင်ပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်ဂမုံပင်တွေထဲမှာလက်ကောင်ဂမုံကျွဲနာတောင်ဂမုံတို့မဟုတ်ဒေါင်းဂမုံစတဲ့အပင်တွေဟာအိမ်တွင်းစီးပွားရေးကိုအကျိုးပြုတယ်လို့ကြော်ကြပါတယ်အထူးသဖြင့်ဂမုံပင်တွေကိုစနစ်တကျပြုစုဖြိုးထောင်ပြီးအပင်ကနေအပွင့်လာတဲ့အခါအိမ်မှာထူးခြားတဲ့လက်လာပါတွေဝင်တတ်တယ်လို့ရှေးလူကြီးတွေမိန့်ဆိုလေးရှိကြပါတယ်ဒါဟာတရားသဘောအရာကြည့်မယ်ဆိုရင်လည်းမိမိတို့စိုက်ပျိုးထားတဲ့အပင်လေးတွေကိုမေတ္တာစိတ်နဲ့ရေလောင်းပေါင်းတင်ပြီးဂရုစိုက်တဲ့အခါအပင်ကနေလှပတဲ့အပွင့်တွေပြန်လဲပေးဆက်လာဖြစ်ပါတယ်အလားတူပဲမိမိတို့ဘဝမှာလည်းသူတပားအပေါ်မေတ္တာထားခြင်းပေးကမ်းကူညီရင်းဆိုင်ကုသိုလ်ကောင်းမှုတွေကိုစိုက်ပျိုးထားရင်ကောင်းမွန်တဲ့လက်လှပအကျိုးရလဒ်တွေကိုမုတ်ချဧကန်ပြန်လဲခံစားရမှာဖြစ်ပါတယ်တတိယမြောက်အနေနဲ့အိမ်တိုင်းမှာမဖြစ်မနေရှိတဲ့အပင်အားတော့ကန်ကောပင်တို့မဟုတ်ဇီဇဝါပင်လိုမျိုးအမွှေးကြံရနဲ့ပေးတဲ့မင်္ဂလာပင်များဖြစ်ပါတယ်အထူးသဖြင့်ဇီဇဝါပင်ဟာဖြူစင်တဲ့အပွင့်လေးတွေပွင့်တတ်ပြီးအလွန်မွှေးပြန့်တဲ့ရနံ့ကိုပေးစွမ်းနိုင်ပါတယ်ရှေးလူကြီးတွေရဲ့အဆိုအရဇီဇဝါပင်တို့မဟုတ်ကန်ကောပင်တွေဟာအိမ်တွင်းမှာရှိနေတဲ့မကောင်းတဲ့အညှိအခေါက်တွေစွမ်းအမ်းမကောင်းတာတွေကိုဖယ်ရှားပေးပြီးလက်လပတွေကိုပွင့်လန်းစေတယ်လို့ယုံကြည်ကြပါတယ်ဒါဖြင့်ဒီအပင်တွေကရတဲ့မွှေးပြက်တဲ့ပန်းပွင့်လေးတွေကိုမြတ်စွာဘုရားရှင်ဟာနေ့စဉ်ကတ်လူတန်းပူဇော်နိုင်တဲ့အတွက်အိမ်တွင်းမှာဘုရားပန်းအတွက်အမြဲတမ်းအဆင်ပြေစေပါတယ်။ဘုရားရှင်ဟာပန်းလူတန်းပူဇော်ခြင်းဟာစိတ်နှလုံးကိုကြည်လင်တန့်ရှင်းစေပြီးဘဝမှာရုပ်ရည်လော့ပါခြင်းကြော်စောခြင်းနဲ့လက်လပအဆင်ပြေခြင်းစတဲ့ကောင်းကျိုးချမ်းသာတွေကိုရရှိစေနိုင်ပါတယ်။မိမိကိုယ်တိုင်စိုက်ပျိုးထားတဲ့အပင်ကနေပွင့်လာတဲ့ပန်းလေးတွေကိုဆွတ်ခူးပြီးတရားထက်တန်နဲ့လူတန်းရတဲ့ကုသိုလ်ကတော့အတိုင်းဆောင်မရှိကြီးမားလာပါတယ်။စတုထမြောက်အနေနဲ့အိမ်တိုင်းမှာမဖြစ်မနေရှိထားတဲ့လက်ရွှင်အပင်ကတော့ရှားဆောင်လက်ပတ်ပဲမဲ့ထိပါတယ်။အချို့ကရှားဆောင်လက်ပတ်ကိုဆေးဖက်ဝင်အပင်တို့ဟုတ်အလှပအတွက်ပဲသုံးတယ်လို့ထင်တတ်ကြပေမဲ့အမှန်တော့ဒီပင်ဟာအိမ်တွင်းကန်ဆာတာကိုမြင့်တင်ပေးနိုင်တဲ့အစွမ်းထက်မင်္ဂလာပင်တစ်မျိုးဖြစ်ပါတယ်။ရှားဆောင်လက်ပတ်ပင်ဟာအိမ်ထဲမှာရှိတဲ့လေထုမတန့်ရှင်းတာတွေကိုစုပ်ယူပေးနိုင်ပြီးစွမ်းအန်းဆိုးတွေကိုဖယ်ရှားပေးတယ်လို့ကြော်ကြပါတယ်။မကောင်းတဲ့အငွေအသက်တွေကင်းစင်သွားတဲ့အခါအိမ်တွင်းမှာလက်လပတွေစီးစင်းဝင်ရောက်ဖို့လမ်းပွင့်လာတတ်ပါတယ်။
တရားသဘောအရကြည့်မယ်ဆိုရင်လည်းရှားဆောင်လက်ပတ်ပင်ဟာဘယ်လို၆တွေ့တဲ့ယာတီဥလူမျိုးမှမဆိုကြမ်းကြမ်းခံပြီးရှင်းသန်နိုင်တဲ့သဘာဝရှိပါတယ်။ဒါဟာမိမိတို့ဘဝမှာဘယ်လိုအခက်အခဲအကျက်အသေးလေးနဲ့ပဲကြုံတွေ့ရပါစေစိတ်တက်မကြပဲဒီခံဝရိယစိုက်ထုတ်ပြီးစ조사ရင်ဒီနေ့မှာအောင်မြင်မှုနဲ့စီးစိမ်ဥစ္စာတွေကိုမူချပိုင်ဆိုင်ရမယ်ဆိုတဲ့သင်ခန်းစာဟုပေးနေတာဖြစ်ပါတယ်။ပြင်စမမြောက်မဲ့နောက်ဆုံးမဖြစ်မနေစိုက်ပျိုးထားတဲ့မင်္ဂလာပင်ကတော့မေမြို့ပန်ပင်တို့မဟုတ်ကန္နမာပန်းပင်များဖြစ်ပါတယ်။ဒီပန်းပင်တွေဟာအဝါရောင်ဖြူရောင်စသဖြင့်အယောင်အဆိုးဆုံးလင်းစွာနဲ့ဖူးပွင့်တတ်ပြီးအင်ရဲ့ပတ်ဝန်းကျင်ကိုတောက်ပလန်းဆန်းစီပါတယ်။အရှိတိုင်းအယူအဆအများအရကန္နမာပန်းတို့မဟုတ်မေမြို့ပန်းတွေဟာရေရှည်တည်တတ်တဲ့ကံကောင်းခြင်းတက်ရှိကျမ်းမာခြင်းနဲ့စီးစိမ်ဥစ္စာပြည့်စုံခြင်းတွေကိုတဲလာပြီးတတ်တယ်လို့ယုံကြည်ကြပါတယ်။အထူးသဖြင့်ရွှေအစင်းရှိတဲ့အဝါရောင်ကန္နမာပန်းကွင်လေးတွေဟာအိမ်ထဲကိုရွှေငွေရတနာတွေဝင်ရောက်မဲ့နမိတ်ကိုဆောင်ပါတယ်။ဗုဒ္ဓဘာသာဓမ္မအမြင်နဲ့ကြည့်မယ်ဆိုရင်လည်းလှပစမ်းထွေးတဲ့ပန်းလေးတွေကိုမြင်တွေ့ရခြင်းဟာစိတ်နှလုံးကိုရွှင်လန်းစေပြီးဒေါသမောဟစတဲ့စိတ်ညစ်ညူမှုတွေကိုကင်းဝေးစေပါတယ်။စိတ်ဆိုးစိတ်ဖို့တွေကင်းစင်ပြီးမေတ္တာစိတ်ကိုင်းအောင်နေတဲ့အင်္ဂီဟာမှာဆိုရင်တမာဒီဝနတ်ကောင်းနတ်မြတ်တွေကပင်ဝိုင်းဝန်းဆောင်ရှောက်လို့လလပါတွေအစမတိုင်တီးရေလားတိုးခွာလာမှအမှန်ပဲဖြစ်ပါတယ်။အခုလိုလက်ရှင်စေမဲ့မင်္ဂလာအပင်တွေကိုသိရှိပြီးတဲ့နောက်မှာအရေးကြီးဆုံးအချက်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့အပင်တွေကိုအင်ကြီးဘေးနေရာတွေမှာထားရှိမလဲဆိုတဲ့နေရာအထာသူပဲကြည့်ပါတယ်။ရှေးရိုးရအယူအဆများနဲ့တဘာဝစွမ်းနဲ့လိလာသူများရဲ့အဆိုအရာလက်ခေါ်အပင်တွေကိုအင်ရဲ့အရှိတောင်ကဲ့အခြေမှာထားရှိခြင်းဟာစီးစိမ်ဥစ္စာနဲ့ငွေကြီးဒနာတိုးပွားဖို့အတွက်အကောင်းဆုံးလမ်းကြောင်းကိုဖွင့်လှစ်ပေးတယ်လို့ဆိုပါတယ်။ဒါအပြင်မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းခွင်ဆိုင်ခန်းသို့မဟုတ်ဧည့်ခန်းနဲ့အဝင်ဝညာဘက်ချမ်းမှာဒီလိုမင်္ဂလာအပင်လေးတွေကိုအလှဆင်ထားရှိပြီးမယ်ဆိုရင်လေအိမ်ထဲကိုဝင်လာမဲ့ငွေကြီးလက်လာပါတွေကိုအဟံ့ဒါမရှိတိုက်ရိုက်ဆွဲဆောင်ပေးနိုင်ပါတယ်။ဒါပေမဲ့တတိထားရမှာကတော့ဘလို့အပင်မျိုးပဲဖြစ်ညှိုးနွမ်းချုပ်သွေသွားတဲ့ပရွက်တွေအပွင့်တွေကိုအိမ်ထဲမှာဒီတိုင်းဖြစ်မထားပဲအမြဲတမ်းဖြတ်တောက်တန့်စင်ပြီးကိုလိုအပ်ပါတယ်။အပင်တွေကိုစိုးပြေလန်းဆန်းနေအောင်ထားရှိခြင်းကတာအိမ်တွင်းကိုစွမ်းအင်ခေါင်းတွေနဲ့လက်လာပါတွေကိုအစဉ်အမြဲတည်ဆောင်လာပြီးမှဖြစ်ပါတယ်။ဗုဒ္ဓဘာသာတရားတော်များရဲ့အလိုအရာကြည့်မယ်ဆိုရင်လည်းအပင်စိုက်ပျိုးခြင်းဟာအလွန်မွန်မြတ်တဲ့ကုသိုလ်အမှုတစ်ခုဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကသုတ်တန်ဒေသနာတော်ဒီမှာအရေးရအပင်တွေအပွင့်အသီးပွင့်တဲ့အပင်တွေကိုစိုက်ပျိုးလှူဒန်းခြင်းဟာနေ့ရောညပါကုသိုလ်တရားတွေအစဉ်အမြဲတိုးပွားနေစေတဲ့ကောင်းမှုကံဖြစ်တယ်လို့မိန့်ကြားတော်မူခဲ့ပါတယ်။ကျွန်တော်တို့ကလက်ရှင်စီမဲ့အပင်တွေကိုစိုက်ပျိုးတဲ့အခါမှာငါအတွက်လက်ပြုံတယ်မကဒီအပင်လေးကြောင့်ပတ်ဝန်းကျင်ကတတ္တဝါတွေပါစိတ်ချမ်းသာပါစေလေတို့တန့်ရှင်းပါစေဆိုတဲ့မေတ္တာစိတ်ကလေးပါထည့်သွင်းပြီးစိုက်ပျိုးမယ်ဆိုရင်အကျိုးကျေးဇူးကအစအပေါင်းများစွာပိုမိုကြီးမားသွားပါတယ်။အပင်တစ်ပင်ကိုပြုစုပြိုးထောင်တာဟာမိမိတို့ရဲ့ကံတရားကိုပြုစုပြိုးထောင်တာနဲ့အတူတူပါပဲ။အပင်လေးတွေကိုဂယူးဆက်ဆိုင်နဲ့ရေလောင်းပေါင်းတင်မြေအိုးစာကျွေးမှတာယာလှပတဲ့အပွင့်အသီးတွေရရှိသလိုမျိုးပဲမိမိတို့ဘဝမှာလည်းလက်လာပါတွေရှင်လန်းပြီးစီးစိမ်ဥစ္စာတွေတိုးပွားခြင်းတဲ့ဆိုရင်ဒါနသီလဘာဝနာစတဲ့ကုသိုလ်မျိုးစေ့တွေကိုနေ့စဉ်ဘဝမှာအမြဲမပြတ်စိုက်ပျိုးအားထုတ်သွားကြရမှာဖြစ်ပါတယ်။အကြောင်းကံကောင်းမှအကျိုးရလက်ကောင်းမှဖြစ်တဲ့ကြောင့်အပင်လေးတွေကိုမြင်ရတိုင်းမိမိတို့ရဲ့ကုသိုလ်ကံတွေကိုတိုးတက်အောင်ကြိုးစားဖို့တရားတော်တွေကရရှိနိုင်ပါတယ်။ခြုံငုံပြီးပြောရမယ်ဆိုရင်တော့မိမိတို့အိမ်မှာမနီပလန့်ကမုံစီစဝါရှောင်းဆောင်လက်ပတ်နဲ့ဂန္ဓမာပန်းပင်တွေကိုစိုက်ပျိုးထားခြင်းဟာအိမ်တွင်းပတ်ဝန်းကျင်ကိုတာယာလှပစေုံတင်မကစိတ်ချမ်းသာမှုကိုချမ်းသာမှုနဲ့စီးပွားလက်လှပပွင့်လန်းခြင်းတို့ကိုပါများစွာအထောက်အကူပြုစေပါတယ်။တို့ရလဲအပင်စိုက်ပျိုးခြင်းအနဲ့အတူမိမိတို့ရဲ့စိတ်နှလုံးကိုလည်းဖြူစင်အောင်ထားရှိပြီးနေ့စဉ်ကောင်းမှုကုသိုလ်တွေကိုပွားများအားထုတ်ဖို့မမိတ်လောကြဟောတိုက်တွန်းလိုပါတယ်။ဒီနေ့မျှဝေပေးဟဲ့လေလက်ရှင်စင်မဲ့မင်္ဂလာအပင်များအကြောင်းဘဟုတုတအစီအစဉ်ဟာနားဆင်ပေးနေတဲ့မိဘပြည်သူအပေါင်းအတွက်အကျိုးတစုံတရာရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးပဲလာပါစိန်လန်းတဲ့မင်္ဂလာအပင်လေးနေနဲ့အတူစိတ်ချမ်းသာကိုချမ်းသာပြီးစီးစိမ်ဥစ္စာလက်လာပများတည်ရအလားတိုးပွားကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ်စိတ်ဝင်စားစရာဘဝနေထိုင်မှုကောင်းတွေနဲ့ဓမ္မဗဟုသုတတွေကိုဆက်လက်မျှဝေပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုစောင့်မျှော်အားပေးကြအောင်ပါနော်။
အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့ရက်ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။